နေအောင်အလင်းဟာမနက်ခင်းတစ်ခုမှမြေပြင်ကိုတဖြည်းဖြည်းထိတွေ့လာနေပါတယ်။အင်းရှိလန်းဒီမှာလူတွေလှုပ်ရှားနေကြပြီးရေပုံးတွေအိုးအိမ်တွေပုံကြီးပုံငယ်တွေကိုပြင်ဆင်နေကြပါတယ်။လေထဲမှာအေးမြတဲ့ရေဆိုးဆိုးနံတစ်မျိုးပြက်နှံ့နေပြီးမကြခင်မှာပဲရေသံတွေရေသံတွေပျော်ရွှင်မှုတွေတစ်မျိုးလုံးကိုဖုံးလွှမ်းသွားတော့မယ်ဆိုတာကိုခန်းစားလို့ရနေပါတယ်။ဒါဟာသင်္ကြန်ကွဲတော်ရဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံရိပ်ရဲ့နောက်ကွယ်မှာရာစုနှစ်များစွာကြာမြင့်ခဲ့တဲ့သမိုင်းတစ်ခုရှိနေပါတယ်။အဲ့ဒီသမိုင်းဟာဘယ်ကစတယ်လဲဆိုတာကိုနားလည်ဖို့လိုပါတယ်။ The Ancient Codex of Burma. သင်္ကြန်ဟူသောဝေါ်ဟာရသည်ပါဠိဘာသာတင်္ဂန္တနှင့်တက္ကတဘာသာတင်္ကြန္တမှဆင်သက်လာပြီးကူးပြောင်းခြင်းဟူ၍အဓိပ္ပာယ်ရပါသည်။မြန်မာပြည်ကရင်ဤနောက်ဆုံးလဖြစ်သောတကူးလတွင်နှစ်ဟောင်းကုန်၍နှစ်သစ်သောကူးပြောင်းသည့်အထိမ်းအမှတ်အဖြစ်ကျင်းပသောပွဲတော်တစ်ခုဖြစ်ပါသည်။ဒီစကားလုံးဟာတဘာဝလောကထဲမှာဖြစ်ပေါ်နေတဲ့အရေးကြီးတဲ့အချိန်တစ်ခုကိုကိုးစားပြုပါတယ်။သူရိယသိဋ္ဌန္တကျမ်းအလိုအရာမိတရာရာသီမှာစတင်လောနေမင်းဤလက်ပတ်မှုလမ်းကြောင်းတွင်တပတ်ပြည့်၍မိန်ရာသီမှမိတရာရာသီသို့ပြန်လည်ဝင်ရောက်သည့်အချိန်ကိုသင်္ကြန်ကြသည်ဟုသတ်မှတ်ပါတယ်။နေသွားလန်းနှင့်ရာသီခွင်တို့အပေါ်မူတည်၍တွက်ချက်ခြင်းဖြစ်ပါတယ်။ဒီအယူဆကိုနားလည်ဖို့ဆိုရင်တဘာဝနဲ့လူသားဘဝကြားဆက်ဆက်မှုကိုကြည့်ရပါမယ်။ရာသီတွေပြောင်းလဲတဲ့အချိန်မှာလူတွေကလည်းသူတို့ရဲ့ဘဝကိုပြန်လည်စတင်ခြင်းကြပါတယ်။အတိတ်ကိုချမ်းသာပြီးအသစ်တစ်ခုကိုစတင်ခြင်းကြပါတယ်။ဒါကြောင့်ပဲပြောင်းလဲခြင်းဆိုတဲ့အယူဆဟာသင်္ကြန်ပွဲတို့ရဲ့အဓိကအခြေခံဖြစ်လာတာဖြစ်ပါတယ်။ဒီယူဆကိုပေါ်ဒီနှစ်ဆိုင်ဆက်တဲ့ဒန်ဒါရီဇာဇလန်တပုတ်လည်းရှိပါတယ်။တခါတုန်းကတခြားမင်းနဲ့မြမမင်းတို့အလောင်းစားပြုရတွင်မြမမင်းဟာပညာပြိုင်ပြီးနောက်ဆုံးမှရှုံးနိမ့်ခဲ့ရပါတယ်။သူကတိအရာသူ့ခေါင်းကိုဖျက်ရမယ့်အခြေအနေထဲကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ခေါင်းဟာအလွန်အန္တရာယ်ရှိတဲ့အရာဖြစ်ပါတယ်။ထိုဦးခေါင်းကြီးမြေသို့ကျလင်မီးလောင်ပြီးရေထဲကျလင်ပင်လေခမ်းမီလေထဲသို့ပြစ်လင်ကဘာပျက်စီးမိဖြစ်သောကြောင့်နတ်သမီးခုနှစ်ဖော်ကတဦးလင်တနစ်စီအလေကြထိန်သိမ့်ရပါတယ်။ထိုဦးခေါင်းကြီးကိုနတ်သမီးတဦးမှတဦးသို့အလွဲပြောင်းပြုလုပ်သည့်အချိန်ကိုသင်္ကြန်ဟုတတ်သတ်သည်ဟုဆိုကြပါတယ်။ဒီအလေ့ကျပြောင်းလဲမှုဟာနှစ်သက်ပြောင်းလဲခြင်းကိုကိုးစားပြုနေပါတယ်။အိန္ဒိယယဉ်ကျေးမှုဟာဒီအယူဆတွေနဲ့အတူကုန်သွယ်ရေးဘာသာရေးနဲ့ယဉ်ကျေးမှုဆက်ဆံမှုတွေကြောင့်အရှေ့တောင်အာရှနိုင်ငံတွေထဲကိုဝင်ရောက်လာခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်းဒီအယူဆတွေကိုလက်ခံပြီးဒေသခံယဉ်ကျေးမှုနဲ့ပေါင်းစပ်ခဲ့ပါတယ်။မြန်မာနိုင်ငံအပြင်ထိုင်းဆွန်ခရန်လာအိုပီမိုင်ကမ္ဘောဒီးယားနိုင်ငံနဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိရှမ်းလူမျိုးများမှာလည်းအလားတူနှစ်သက်ကူးရေပတ်ပွဲတော်များကိုကိုယ်ပိုင်အမိများနဲ့ကျင်းပကြပါတယ်။ဒါကြောင့်ပဲမြန်မာနိုင်ငံမှာတကြံပွဲတော်ဟာပုံစံထူးခြားတဲ့ယဉ်ကျေးမှုတစ်ခုအဖြစ်ဖွံ့ဖြိုးလာခဲ့တာဖြစ်ပါတယ်။မြန်မာသမိုင်းအထောက်အထားအရတကြံပွဲတော်ဟာပကံခေတ်ကလေးကရှိနေခဲ့တာဖြစ်ပါတယ်။ပကံခေတ်ကြောက်စားများတဲ့မှာနှစ်သက်အချိန်တွင်လူတွေရေချိုးကြခြင်းတန်ရှင်းရေးလုပ်ခြင်းဖျားသွားခြင်းကုသိုလ်ပြုခြင်းတို့ကိုဖော်ပြထားတာတွေတွေ့ရပါတယ်။အထူးသဖြင့်အနောရထာမင်းလက်ထက်မှာထေရဝါဒဗုဒ္ဓဘာသာကိုအားကောင်းအောင်တည်ဆောက်ခဲ့တဲ့အတွက်နှစ်သက်အချိန်ကိုဘာသာရေးနဲ့ဆက်ဆက်ပြီးပုံမအရေးကြီးလာခဲ့တာဖြစ်ပါတယ်။အနောရထာမင်းလက်ထက်ဟာမြမယဉ်ကျေးမှုအတွက်အရေးကြီးတဲ့ turning point တစ်ခုဖြစ်ပါတယ်။ဘာသာရေးယဉ်ကျေးမှုလူမှုဘဝအပြင်အစဉ်အလာများကိုစနစ်တကျတည်ဆောက်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်တကြံပွဲတော်ဟာလည်းရိုးရိုးလူမှုအလေးအထားတစ်ခုတည်းပို့ပြီးဘာသာရေးအထည်ပဲရှိတဲ့ပွဲတော်တစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာဦးကလရေးထားသောမှန်နှန်းရာဇဝင်မဟာရာဇဝင်တို့တွင်လည်းနှစ်သက်အချင်းတွင်ရေချိုးခြင်းပွဲတော်ကျင်းပခြင်းဖျားသွားခြင်းတို့ကိုဖော်ပြထားတာတွေတွေ့ရပါတယ်။ဒါဟာတကြံပွဲတော်ဟာတခိပြီးတခိဆက်လက်တည်ရှိနေခဲ့တဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်းကိုသက်သေပြနေပါတယ်။တကြံပွဲတော်မှာရေကိုအသုံးပြုရတဲ့အဓိပ္ပာယ်ကိုနက်နက်ရှိုင်ရှိုင်စဉ်းစားကြည့်ရင်ရေဟာတန်ရှင်းခြင်းကိုကိုစားပြုပါတယ်။လူတွေဟာအတိတ်ကအမှားတွေအပြစ်တွေမကောင်းမှုတွေကိုစေးကြောပြီးအသစ်တစ်နှစ်ကိုစတင်ခြင်းကြပါတယ်။ဒါကြောင့်တကြံရေဟာပျော်ရွှင်မှုတစ်ခုသာမကအဓိပ္ပာယ်ရှိတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။အရင်ခေတ်တွေမှာလူတွေဟာတကြံပွဲတော်အချိန်ရောက်လာရင်မိဘတွေကိုရေချိုးပေးကြပါတယ်။အကြီးအကဲတွေကိုဂါရဝပြုကြပါတယ်။ဖျားသွားပြီးကုသိုလ်လုပ်ကြပါတယ်။ဒီအလေးအထောက်တွေဟာ
လူမှုရေးအရာလည်းအရေးကြီးပြီးလူမှုအတိုင်းအဝိုင်းကိုခိုင်မာစေတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှတကြံပွဲတော်ဟာပြောင်းလဲလာခဲ့ပါတယ်။ယနေ့ခေတ်မှာတော့တကြံပွဲတော်ဟာဂီတဖျော်ဖြေရေးလူစုလူဝေးများနဲ့ပိုမိုပျော်ရွှင်ဖွယ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပြောင်းလဲမှုအောက်မှာတော့တကြံရဲ့အထိပ္ပယ်အမှန်ကတော့မပြောင်းလဲသေးပါဘူး။တကြံပွဲတော်ဟာရေကစားပွဲတစ်ခုသာမဟုတ်ပါဘူး။ဒါဟာသမိုင်းတစ်ခုဖြစ်ပါတယ်။ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။နှစ်တိုင်းကျင်းပနေတဲ့ဒီပွဲတော်ဟာရာစုနှစ်များစွာကတည်းကဆက်လက်တည်ရှိနေပြီးယနေ့အထိလူတွေရဲ့ဘဝထဲမှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ မြန်မာယူရနှစ်တိကူအတာတကြံပွဲတော်ကို UNESCO ၏လူသားမျိုးနွယ်ဆိုင်ရာဒရမတ်ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းတွေပါဝင်နိုင်ရေးအတွက်အဆိုပြုစာရွက်ကို UNESCO ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်ကော်မတီထံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက2023ခုနှစ်မတ်လ24ရက်တွင်ပေးပို့တင်သွင်းခဲ့ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာ9ရက်မှာပါရာဂွေးနိုင်ငံအာဆွန်စီယိုမြို့၌ကျင်းပတဲ့19ကြိမ်မြောက်ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်ညီလာခံကမြန်မာရိုးရာနှစ်တကူအသားတကြံပွဲတော်ကိုကမ္ဘာဒရမတ်ယဉ်ကျေးမှုအမွေအနှစ်စည်းရင်းတွင်ထည့်သွင်းကြောင်းတရားဝင်ဆုံးဖြတ်အတည်ပြုကြေညာခဲ့ပါတယ်။ထို့ကြောင့်တကြံပွဲတော်ဒီမြန်မာတို့အတွက်ဂုဏ်ယူစရာကောင်းလာပါတော့တယ်။နောက်တစ်ကြိမ်တကြံရောက်လာတဲ့အခါမှာရေးတစားချင်းစီဟာပျော်ရွှင်မှုတစ်ခုသာမကတမိုင်းတစ်ခုရဲ့အမှန်အသားဖြစ်ပါတယ်။အဲ့ဒီရေးတစားထဲမှာရာစုနှစ်များစွာကြာမြင့်ခဲ့တဲ့ယဉ်ကျေးမှုတစ်ခုရှိနေပါတယ်။တကြံပွဲတော်ဟာအတိတ်ဖိစုပါနှင့်အနာဂတ်ကိုချိတ်ဆက်ထားတဲ့အမွေအနှစ်တစ်ခုဖြစ်ပါတယ်။မပြောင်းလဲသေးပါဘူး။ ကျွန်တော်တို့ရဲ့ channel ကနေမြမသမိုင်းအတွင်းရှိမမြင်ရသေးသောအကြောင်းအရာများရှေးဟောင်းနိုင်ငံများဘရင်များစစ်ပွဲများနဲ့သမိုင်းနဲ့လျှို့ဝှက်ချက်များကိုဇလံတပုတ်လိုခန်းစားနိုင်အောင် cinematic documentary style ဖြင့်ပြန်လည်တင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်လည်း like and subscribe လုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ The Ancient Codex of Burma.